ဒီဇလန်းလေးကလက်ခွက်တွေလည်းများသလိုဗဟိရီတွေလည်းများပါတယ်။တာမန်ချစ်ကြိုက်ခွင့်ရရင်လည်းမတူပဲရင်ဖူရတဲ့ဇလန်းမျိုးဖတ်ချင်တော့ဒီစာအုပ်လေးကိုဖတ်ကြည့်ဖို့အကြံပြုပါရစေ။ဖတ်နေရင်လည်းမှဘာဆက်ဖြစ်မလဲဆိုတဲ့အတွေ့ကကြီးစိုးနေတာစသိန်းတော့မှပဲဟင်းချနိုင်တော့တယ်။မိမိရဲ့တန်တရားတွေကိုစိတ်ကြည်တဲ့အထိမရှင်းပြတဲ့ခင်မွန်းတဲ့ကြောင့်သူမရဲ့ယောဂဝေဒနာတွေကဘလောက်ထိကြီးထွားလာမလဲ။ဗဟိရီများစွာနဲ့ကျင်လည်နေတဲ့သူမရဲ့ဘဝတွေကိုချစ်ရတဲ့ယောက်ျားတူထပ်မံဝင်ရောက်လာတဲ့အခါမှာရောဘာတွေဆက်ဖြစ်မလဲ။စာဖတ်သူကိုဘလို့လှည့်စားသွားမလဲ။ဇလန်းရဲ့အဆုံးမှာအားလုံးညှော်လင်းဆောင်စားနေတဲ့တင်မောကြီးကရောက်လာမှာလား။ဘာတွေဆက်ဖြစ်မလဲ။စသဖြင့်ဖက်ရတာအသေးရစရာကောင်းတယ်လို့ရင်လေးမောရပါတယ်။အနည်းချုပ်ပြောရရင်တော့ဖတ်လို့ကောင်းပါတယ်။ဖတ်လို့ကောင်းတယ်လို့ဇလန်းထဲမှာလည်းတကယ်စီးမျောရတယ်။အတွေးမြင်သစ်တွေကိုလည်းရစေတယ်။ဇလန်းကစိတ်ဝင်စားဖို့ကောင်းတယ်။ဇက်ကောင်တယောက်ချင်းစီတိုင်းကလည်းစိတ်ကိုစမ်းနေတယ်။ဂီတပိုင်းနဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေလည်းဒီစာအုပ်ထဲမှာပါတယ်။ဆရာသူဆောင်ပရိသတ်တွေဝေထားတဲ့စာအုပ်တော့ပါပဲ။